ငါလည်းခေါ်သွားမလို့သွားတော့ကဲပါပဲဟဲ့မတွေ့ချင်မမြင်ချင်ပါဘူးဆိုမှဒီဆိုင်မှာလာပြီးတော့ထိုက်လာတော့မုန်းလိုက်တာအော်ဒီအတန်ကြောင်းပါလို့ရှားနေတာညီကြီးတွေကထွက်လာတာပဲဘာစကားပြောရလဲဘာစကားပြောရလဲလို့တငယ်ချင်းလောင်တိုင်းနိုးစင်းနော်အေးပါတွေ့တာကြာပြီနော်လောင်တိုင်းဆိုတာအကြာကြီးတဲ့နိုးစီးဆိုတာမမြင်ချင်ဘူးတဲ့အကြာကြီးမမြင်ချင်ဘူးလို့နေကိုပြောင်းနေတာဟဲ့ဒီကလည်းမြင်ချင်လို့နေရုပ်ကုန်တော်မဟိုမှာဝယ်သူတယ်ဟေးဈေးဝယ်လေလာတာမမြင်ဘူးလားဟဲ့ဟိုမှာတရားဟာအမမင်္ဂလာပါအမဘာလေးပြပေးရမလဲရှင်ဟောလေမအိမ်မှာလေဟုတ်ရေကူးကန်လေရေကူးကန်လုံးမလို့အဲ့ဒါလေရေကူးကန်မှာထဲ့မဲ့ကြွေပြားလာကြည့်တာအော်ရှိတာဗောအမကြောက်ပါရှင်မတေချာလေးပြပေးပါမယ်ရှင်အေးသမီးအေးရေကူးကန်ကြွေပြားဆိုတမျိုးလေးအသုံးများရှင်တပေပတ်လည်လေးဟုတ်အေးနော်ဒီဇိုင်းဆန်းသားပဲရေကူးကန်ထဲမှာထည့်ရမယ်ဆိုရင်တော့ဒါလေးလည်းလာတယ်နော်ဟုတ်ဒါလေးစမျက်လုံးနေတာညမောင်းနေတော့ဆိုလို့ရှိရင်တော့ဘောလုံးကွင်းလောက်ရှိတဲ့ရေကူးကန်လောက်မှရမှာဟာငါနေကဘောလုံးမကလို့ဘာနေလဲဘာဆိုင်လဲဩငါစေတနာနဲ့ပါဟဲ့နေရကြရွှေဆိုတော့လေရေကူးကန်လောက်အဲ့ရပါရကူလို့ရအောင်မပြောတာဟုတ်တယ်လေနေရမဟုတ်ပါဘူးဟိုကြွေပြားတွေလုံမာလို့အများကြီးဒါလေးဆိုမျက်လုံးအေးရဟိုဟဲ့ရမုံပြပေးလိုက်လေအမကိုဘာလေးပြပေးရမလဲရှင်အမကိုပြပေးမလားအော်မဟုတ်ဘူးရတယ်ဟိုဒီဆိုင်ကလေအဲ့လိုကလေးတွေနဲ့မစကားမပြောချင်ဘူးဒီဆိုင်ကအကြီးဆုံးမန်နေဂျာနဲ့ပဲမပြောမလိုချင်တာတွေအရန်များပြီးတော့ပစ္စည်းအကောင်းစားတွေအဲ့ဒါမျိုးတွေကြည့်ချင်ဟုတ်မန်နေဂျာလည်းကျမပါဟိုကလေးတွေလည်းကျွမ်းကျင်တယ်ရှင့်ရတယ်ကလေးနဲ့ပြောလာမောက်လိုက်ပြအော်ဟုတ်ငါဝယ်နေရငါ့ကိုပြနာလေအော်မဟုတ်ဘူးလေနေရတော့လိုက်ကြည့်နေလိုက်လေဟဲ့ငါဝယ်ပစ္စည်းကများတယ်အကုန်လုံးလုပ်ပေးပါမယ်ရှင်အကုန်လုံးဟိုတလဲစီပြပေးပါမယ်ရှင်အမအဆင်ပြေအောင်လုပ်ပေးပါမယ်ရှင်ဟုတ်သမီးတို့စိန်ဝင်းကြွေပြားဘရင်ဆိုင်ရာပစ္စည်းတော်စုံတာပဲနော်ဟုတ်ကဲ့အိမ်သုံးကုန်မှာပစ္စည်းနဲ့ပတ်သက်ပြီးတော့အစုံရပါတယ်ရှင်လက်လီလက်ကားလည်းရပါတယ်ဟာဒီမှာဘတ်တက်လေးပါရှင်အမကြည့်ချင်တဲ့ဇက်ဘတ်တက်လေးဟုတ်ဒါကဒီဇိုင်းစုံမဲလားဟုတ်ဒီဇိုင်းစုံ brand စုံကိုတောင်ထဲမှာရှိပါတယ်ရှင်နေရာယူတော့လေဒီလောက်ပဲခင်းတာဟုတ်ချူးကြတော့လေတက်လုံးကရေမချိုးတာလားမသိဘူးရေကူးကန်လုံးချင်းရတာဘက်တက်ကိုအိမ်နဲ့ထည့်ကြရတာနင်းလေပုတ်တလောက်တော်ရှည်တဲ့ဟာဟောတကယ်ကြီးစေတနာနဲ့ပြောတာပါဟာသမီးရဲ့သူ့ကိုအရင်ပြလိုက်ပါတော့ဟုတ်မဟုတ်ငါလည်းပတ်သက်ပဲကြည့်မလို့လေတူတူပြလို့ရတယ်လေဘာဖြစ်တာတော့ဟောလေဟိုသမီးဘတ်တက်ထရလေနည်းနည်းတူတာလေးများမရှိဘူးလားအော်ဘတ်တက်တွေကျတော့ဟိုလေပုံမှန် site လောက်ပဲလာတာရှင်ဟိုကိုတောင်ထဲမှာတော့ပြပေးလို့ရပါတယ်အော်မဟုတ်ဘူးသူ့အရက်နဲ့ဆိုရင်လေအရန်ရှည်နေလားလို့လေတူလေးမှာကွက်တိဖြစ်မလားလို့နေနေကြတော့တကယ်ကြီးရမပူပါနဲ့ငါရှင်နေတဲ့ခါကျတော့ခြေဆက်လက်ဆက်ငါကူးလို့ရတယ်အနားကြီးလို့ရတယ်နေနာအဲ့မှာဒူးကြီးနှလုံးထောင်ပြီးတော့ကျင်းကြက်ထဲမှာအနားကြီးလို့ရတယ်တော်နော်တမီးဒီမဲအမလေးသူနဲ့ပဲပြခိုင်းလိုက်တော့မယ်နော်တမီးတော့ပြလိုက်တော့အာယုံနေနောက်လာအမဟိုဘတ်တက်တွေလာတမီးလာအမကိုပြပေးဂျားရီကိုဘူတိုင်းလေးတွေနော်ဟုတ်အမတိုင်းဘူတိုင်းကတော့အစုံရှိပါတယ်ဒီဟီကာရီကတော့စိတ်ဝင်းရဲ့ကိုပိုင် brand ပါရှင်အော်ဟလားဟုတ်ပြီတငယ်ချင်းဟေးနေဘိုးတိုင်းရှားနေရမလားဟုတ်တယ်ဒီမှာအဲ့ထက်မကြည့်နဲ့လာဒီမှာလာကြည့်ဒါနင်းဆိုင်ကွက်တီပဲဒီမှာလေးနင်းဆိုင်ကွက်တီဟဲကြည့်စားဒီကတော့ဆောင်းကားပါလားငါ့တို့ဆောင်းကားပါလားလို့အဲ့ဒါလူကြီးဆိုင်မုံကလေးဆိုင်အော်သိတယ်ငါဆိုင်မဟုတ်ဘူးဆိုတာသိတယ်ကလေးဆိုင်ဆိုတာလည်းသိတယ်ဒင်းတော့တကယ်ချင်းစတာပါဟဲ့ဟုတ်လေမင်းကလေးတွေဘာတွေမွေးလာလို့ရှင်လေဒီလိုကလေးပိုတိုင်းလေးရှိတယ်လို့ပြောတာသွားလိုက်မလို့အဲ့ဒါတွေအကျော်မတက်လားအာနာလိုက်တာအမရလာပြန်ပြပေးပါမယ်မနောက်ထပ်ပါလေးထပ်ပြပေးရမလဲရှင့်အော်နောက်ထပ်ကဆိုတော့ဟိုပါလေကပီနက်တို့ဟိုက grand night တို့ဘေးစင်တို့ပြပေးရအောင်လားရှင့်အဲ့ဒါလေသမီးရဲ့ဟိုဟာလေအိမ်မှာရှိတယ်သမီးရဲ့ဟုတ်ပါအဲ့ဆိုမဟိုဟာလည်းရှိတယ်ဒါလည်းရှိဆိုညီမဗာပြမဟုတ်ဘူးသမီးဟိုဟာလေအော်သိပြီဟိုလေဟို ready made တကားပေါင်လေးရှိတာတကားတွေလေဟလာအဲ့လေးကြက်မယ်နော်အဲ့လေးကြည့်မယ်နော်အော်ခဏလေးနော်ဟယ်လိုအော်အရေးကြီးကိစ္စရှိလို့နော်သမီးနော်ပြန်လာခဲ့မယ်နော်ဟယ်လိုအေးလာပြီဟာပစ္စည်းတွေကလည်းအရန်ဆုံးနေတော့ရွေးရတော့ခက်တယ်နော်ရွေးလိုက်ပါအမဒီလိုလို့ရင်ကောင်းမလားပေါ့နော်ဟုတ်ခုမှဖုန်းတွေတလုံးမှမရှိတော့ဘူးဖုန်းတွေအကုန်ခိုးလိုက်ရပြီဟဲ့ဘယ်လိုယူသွားတော့
မသိဘူးလေတမီးကတော့ခုနကတော့ဟို customer ရှင်းနဲ့အမကိုလိုက်ပြပြီးတော့ထွက်သွားပြီးပြန်ဝင်လာတော့တလုံးမှမရှိတော့ ဟဲ့ကလေးတွေအကုန်လုံးဒီမှာရှိရမဟုတ်ဘူးလားနင်တို့ပြနေမဟုတ်ဘူးလား သိကြတယ်အဲ့ရှင်းနဲ့အမခိုးရပဲဖြစ်နေဝိလဲကြောင်ပဲနဲ့ဟိုကမိပြောင်းနေအဲ့အန်ဒီဟုတ်အမတငယ်ချင်းလေး အမသိတာတော့မှန်တယ်အမတကယ်ချင်းဆိုတာလည်းဟုတ်ကဲ့ဒါပေမဲ့နှစ်ပေါင်းများစွာကြာပြီသူ့ရဲ့အကျင့်ကိုမကြိုက်လို့ CCTV ကြည့်လိုက်နင်တို့ CCTV ကပြက်နေရလေဂျာကြီး Wi-Fi ပြက်နေဂျာကြီးပြောလေကိုဒီမမြင်ရသေးတော့ ဟုတ်လားအမ ဟမ်ဘာလို့ အမနဲ့အနီနဲ့သိတယ် အမအတိ သိတာပဲမပတ်တဘူးသူနဲ့မပတ်တအမောက်လည်းမဆွတ်ဆွတ်နဲ့တော့ဒီမှာအမကပြရဲတယ်အမအိတ်ကိုပြရဲတယ်ဒီမှာကြည့်လိုက်နော်ဖုန်းလည်းမပါဘူးပတ်စံလည်းမပါဘူး အမပတ်စံမပါဘဲနဲ့အမဘလို့ဝယ်မှာတော့ဝယ်မှာ ပတ်စံမပါဘူးဆိုတာဒီလိုလေပစ္စည်းပါကြောင်ပါပြီးလို့ရှိရင်အိမ်ရောက်တော့မှပတ်စံချလို့ရလေလေဒီဆိုင်ရလေအဲ့ဒါကြောင့်မလို့မပါတာဖုန်းတော့မပါဘူးဟဲ့အဲ့ကောင်မတော့လုံးရက်လိုက်တာဟဲ့အော်လိုက်တာ A few moments later. ဖုန်းကဘယ်နှလုံးပြောက်တာတော့ ရှိတဲ့ပြန်အကုန်လုံးပဲဂျာကြီးတစ်လုံးမှမရှိတော့ဘူး ရောသေးပြီအဲ့ဒါဂျာကြီးကြောင့်နော်ဂျာကြီးပြင်းနော် Wi-Fi မပြင်းတာဂျာကြီးနော် CCTV မရတာဂျာကြီးကြောင့် ဦးစိန်ဝင်ကငါတို့လုံတော့မှာ The next day. ကားငါကျင်လို့ ရတယ်ပဲသွားပါလေ ဟိုကလေစိတ်မီးပွိုင်နာ လေစိတ်မီပွိုင်းဆိုရင်1000တော့ရမှာ ဟာ9000စီးနေကြ အော်9000တော့မရဘူးရ8000 โอเค နေဦးကာကောင်းမှာတော့ကျွန်တော်မိမပါတယ်နော် ရတယ် 8000နော် ကျေးဇူးပါနော် အမအောင်မြင်ဘူးသလိုပဲဟင်အမဟိုအမဟင်အမဟိုဟတခိုးမာတယ်ဟင်ငါဖောက်မင်္ဂလာပါရှင်စိန်ဝင်းကြွေပြားပြင်မှာဆိုရင်ကြွေပြားကြောက်ပြား SPC ပါကေးအမျိုးမျိုးတို့ဈေးနှုန်းမှန်ကန်စွာဖြင့်တနေရာထဲမှာလက်လီလက်ကဝယ်ယူရရှိနိုင်ပြီးတော့ရေချုပ်ခန်းသုံးပစ္စည်းများဖြစ်တဲ့ boiler water heater butter နဲ့ဗမာတိုင်းဘိုးတိုင်းအမျိုးမျိုးတို့လက်လီလက်ကတနေရာထဲမှာယုံကြည်စိတ်ချစွာဝယ်ယူရရှိနိုင်ပါတယ်ရှင် ကျွေးပြားဘိုတိုင်းပြိုင်ဘက်ကင်းစိန်ဝင်း